ဘောလုံးဂျာစီတွေကိုတချို့တွေက fashion တခုလို့ဒီဘက်ခေတ်မှာဝတ်ကြပါတယ်တချို့တွေကြတော့ကိုအားပေးတဲ့အသင်းကိုယူသွလုံးလို့ဝတ်တာတချို့တွေကြတော့ဘောလုံးဆိုတာဘာမှတော့မသိဘူးဒီတိုင်းပဲသူများတွေဝတ်နေတာမြင်လို့လိုက်ဝတ်တာ Lashmi Amal ဘလို့ပဲဝတ်ပါဒီနှစ်ကမ္ဘာဖလားရာသီရဲ့ဂျာစီယဉ်ကျေးမှုဂျာစီ game ကအရင်နှစ်တွေကထက်ကိုပိုပြီးတော့ပြင်ထန်တယ် fashion runway တွေမှာကမ္ဘာကျော် brand အနေနဲ့ကမ္ဘာကျော် celebrity တွေနဲ့ဂျာစီတွေကိုမှပုံစံအမျိုးမျိုးနဲ့ဒီနှစ်မှာမြင်နေရတယ်တတိထားမိသလို့ဆိုလို့ရှိရင်ဂျာစီတွေကတစ်ခုနဲ့တစ်ခုအတိတ်ပဲချင်းမတူကြဘူးဝတ်ကြတဲ့သူတွေရဲ့အတွေးတွေကလည်းတူကြပါဘူးဒီနေ့ဒီဗီဒီယိုမှာတော့မတူတဲ့အတွေးမတူတဲ့ mindset တွေနဲ့ထုတ်ထားတဲ့ဂျာစီ၄မျိုးဝတ်ဆင်နေကြတဲ့သူတွေအကြောင်းပြောကြပါမယ်ပထမဆုံးတစ်ခုကတော့ hype ဂျာစီတွေပေါ့နော်ကျွန်တော်အခုဝတ်ထားတာဆိုလို့ရှိရင်ဒါ Adidas နဲ့နာမည်ကြီး rapper ရန်ထက်ရဲ့အရန်ကိုအရှိန်အဟုန်ပြင်းလာတဲ့ Spider ဆိုတဲ့ brand နဲ့ collaboration လုပ်ပြီးတော့ဒီနှစ်ကဖလားအတွက်ထုတ်လာတဲ့ဂျာစီလာမင်းရမောနဲ့ပါပွဲထုတ်ခဲ့တာ Spider ရဲ့ထူးခြားချက်ကကျွန်တော်တို့မြန်မာပြည်ကကရန်လူမျိုးတွေကို feature လုပ်ထားတဲ့ collection တစ်ခုသူတို့ရှေ့မှာထုတ်ခဲ့ဘူးတယ်ပိုင်ရှင်ကတော့ဒါနာမည်ကြီးလူဆိုးဂိုင်းကောင်းဆောင်ပေါ့နော်လက်ရှိအချိန်မှာလည်း American အစိုးရရဲ့15နှစ်တိစောင့်ကြည့်ကာလမှာရှိနေတဲ့ဆိုတော်တစ်ဖြစ်လဲရန်ထက်ကထုတ်တာဒီလိုမျိုး hype ဂျာစီတွေကအမြဲတမ်းရှိတယ်ဒီနှစ်မှာဆိုလို့ရှိရင်လည်း Palace နဲ့ England တို့ Kid နဲ့ Messi တို့ G-Dragon နဲ့ South Korea တို့ Travis Scott နဲ့ Grab လာအသင်းတွေအားလုံး Bape နဲ့ Adidas တို့အများကြီးပဲထွက်ခဲ့တယ်ပေါ့ကျွန်တော်အတွက်တော့ဒီနှစ် favorite piece ကဒီကောင်ဖြစ်ခဲ့တယ်ပေါ့နော်ဒီကောင်ကနည်းနည်းစိုးပေါ့နော်သူတစ်ဖြစ်သူ့ရဲ့ဒီနောက်ကျောဘက်က Spider ဆိုတဲ့အတိုင်းပင့်ကူဝင် web တွေကိုမှနံပါတ်5ပေါ့နော်နံပါတ်5သူက Spider ရဲ့ SPI နေရာမှာလည်းသူက5ကိုထည့်ထားတယ်ပေါ့နော်ဒီ5ကသူ့ရဲ့တည်သွားတဲ့ငယ်ချင်းတစ်ဖြစ်လဲလို့ပေါ်ကန်ဘက် Juice WRLD ကိုကိုစားပြုပြီးထည့်ထားတယ်လို့လည်း rumors တွေထွက်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး collaboration pieces တွေကိုကြိုက်တဲ့ဝယ်ပြီးတော့ live ဝတ်တဲ့သူတွေလည်းရှိတယ်ဒါတွေကတော့ hype jersey တွေလို့ပြောရမယ်ပေါ့နော်နောက်တစ်မျိုးတော့ဒီမျိုး vintage jersey အဟောင်းတွေပါဒီကောင်ဆိုရင်ဒါ1908ဆိုတော့19နှစ်20တက်တန်းရှိတယ်ဒီကောင်ကျတော့96 99ဆိုတော့နှစ်30လောက်တက်တန်းရှိတဲ့အင်ကြီးဒီကောင်ကတော့ condition ကနည်းနည်းပို့ပြီးတော့ရွှဲနေပြီပေါ့နော်ဒီကောင်ကျတော့ condition တော်တော်ကောင်းသေးတယ်သူ့ရဲ့ condition ပေါ်မူတည်ပြီးတော့ vintage jersey တွေဝယ်ရတဲ့ဈေးကအသစ်ဈေးထက်တောင်များတာရှိတယ်အာဂသာသမားလက်မှတ်ထိုးထားတာတို့ကွင်းထဲမှာတကယ်အာဂသာသမားကိုယ်နဲ့ဝတ်ခဲ့တာတို့ဆိုရင်ဈေးတွေကမြောက်တက်နေတဲ့ဟာတွေလည်းအများကြီးရှိတယ်ပေါ့သူတို့ကြတော့ပုံမှန်ဘောလုံးဂျာစီတွေနဲ့မတူတော့ဘူးဒီဂျာစီတွေရဲ့နောက်မှာပြောစရာ story တွေအကြောင်းအရာတွေတွဲပြီးတော့ပါလာတယ်ဒါဆိုလို့ရှိရင်ဒါ Class of 92လို့ပြောရမယ် Beckham တို့ Bosco တို့ Gary Neville တို့ Phil Neville တို့ Giggs တို့ရဲ့တကယ်အတောက်ပါဆုံးအချိန်ကာလမှာဝတ်ခဲ့တဲ့ဂျာစီထိုက်တဲ့စီလည်းအများကြီးရခဲ့တဲ့ဂျာစီဆိုတာမျိုးဒီဂျာစီမှရမဟုတ်ဘူးပေါ့နော်တခြားအသင်းတွေမှာဆိုလို့ရှိရင်လည်းကိုအားပေးတဲ့အသင်းရဲ့ကိုသဘောကျတဲ့ခုနှစ်တွေမှာသူတို့ဝတ်ခဲ့တဲ့ vintage ဂျာစီတွေကို like စုပြီးတော့ဝတ်ကြတဲ့စုကြတဲ့သူတွေလည်းအများကြီးရှိတယ်ဒီလိုမျိုး vintage jersey တွေကိုဒီဘက်က street wear တွေနဲ့ပြန်တွဲပြီးတော့ဝတ်တဲ့ logo ဆိုပြီးတော့လက်ရှိကမ္ဘာဖလားချိန်မှာတော့ဒါလုံးဝအထွတ်အထိပ်ကိုရောက်နေတယ်လို့ပြောလို့ရတယ်ပြင်ထွက်လိုက်တဲ့တော်တော်များများဘောလုံးအင်ဂျီတွေကို street wear ပုံစံ fashion ကြတွဲပြီးတော့ဝတ်ထားကြတာကိုဒီကာလမှာတော့အများဆုံးမြင်ရတယ်အရင်ကတော့ logo ဆိုတာအခုလိုမျိုးတက်တန်းတစ်ခုရှိပြီးသား vintage jersey အဟောင်းနေနဲ့တွဲဝတ်တာကိုမှ logo ဆိုပြီးတော့ခေါ်ကြတာပေါ့နော်ဒီဘက်ကကတော့အခု modern jersey တွေနဲ့တွဲဝတ်လဲဒါ logo လို့ပဲတော့သတ်မှတ်လာကြတာကိုလည်းမြင်လာရတယ်ပေါ့နော်အခုလိုမျိုး vintage jersey တွေကိုမှသဘောကျတဲ့သူတွေကလည်းသက်သက်ရှိပါတယ်။ Okay ဒါကတော့ Manchester United ရဲ့နောက်ရာသီမှာဝတ်မဲ့ဂျာစီဒါကတကယ်ဘောလုံးဂျာစီအစ်စ် player တွေတကယ်ဝတ်ပြီးတော့ကန်မဲ့ဘောလုံးဂျာစီ fashion တွေပါတယ်မဟုတ်ဘူးကိုကြိုက်တဲ့အသင်းကိုအားပေးဖို့အတွက်ဝယ်ကြတာ Manchester United မှာရတော့မဟုတ်ဘူးတခြား Liverpool တို့ Chelsea တို့ Arsenal တို့ Man City တို့လည်းကိုကြိုက်တဲ့အသင်းကိုဝယ်ကြတယ်ဒါပေမဲ့ Manchester United အားပေးရတာတည့်တဲ့အတိုင်းပြီးခဲ့တဲ့နှစ်အပိုင်းခြားတွေကခန်ဒီပါရမီတို့ကိုတီးခံနိုင်စွမ်းတို့တော်တော်လေးလေ့ကျင့်ပေးခဲ့တဲ့အချိန်တွေလို့ပြောလို့ရတယ်။တန်မစင်ရလောက်အဆင့်15လောက်ထိလည်းရောက်ခဲ့ပြီးပြီ။ထိုက်တယ်မြရတာလည်း73နှစ်ရှိပြီ။ဒါပေမဲ့ Man U jersey တွေကသူ့ရောင်းအားနဲ့သူကောင်းနေတော့မယ်ပေါ့။အဆိုးရွားဆုံးနှစ်လို့ပြောရမယ်2024-2025ကာလမှာ Man U jersey ရောင်းအားတခြားနှစ်တွေထက်ကိုပိုပြီးတော့များခဲ့တယ်ဆိုတဲ့သတင်းလည်းဖတ်ခဲ့ရတယ်။ပြောရရင်ဘောလုံးပရိသတ်အများစုကကိုကြိုက်တဲ့အသင်းကိုအောင်မြင်မှုရနေတော့မှအားပေးမယ်။ရှုံးနေရင်တော့အားမပေးဘူးဆိုတာမျိုးကမရှိသလောက်ရှားတယ်။တင်းဆွဲလို့ပဲပြောမလားတစ္ဆာခံတယ်တစ္ဆာထားတယ်ပဲဆိုပရိသတ်နဲ့ဒီမျိုးရိုးရိုးဘောလုံးဂျာစီဝယ်တဲ့သူတွေနဲ့လည်းတူမတူပရိသတ်ဆိုတာဒီအသင်းမှုလို့အားပေးတာခင်ဗျားတင်နေတဲ့ဗီဒီယိုတွေမှုလို့ကြည်ပေးနေတာကို့အသင်းရှုံးနေတဲ့အချိန်တွေမှာလည်းစိတ်ပြက်လက်ပြက်နဲ့အားပေးနေတာပဲကို့အသင်းနိုင်နေတဲ့အချိန်တွေဆိုလို့ရှိရင်တော့ဒါပျော်ပြီးတော့အားပေးကြတယ်ပေါ့ကို့တက်လုံးဒီတက်သင်းကိုပဲအားပေးသွားမှာဆိုတော့အသင်းပရိသတ်စစ်တွေကတကဘာလုံးမှာအများကြီးရှိတယ်ပြောရရင်တော့ဒီပရိသတ်ဒီလိုမျိုးလူတွေကြောင့်ပဲဒီဂျာစီကချာဆိုတာဖြစ်လာတယ်လို့ပြောလို့ရတယ်တခြားသော collaboration pieces တို့ vintage တို့ bloco တို့ဒါတွေအကုန်လုံးကဒီလူတွေအသင်းကိုတကယ်အားပေးပြီးတော့တကယ်ဒီဂျာစီကိုမြင့်မြတ်နုံနုံဝတ်ဆင်ကြတဲ့သူတွေအကြောင်းထပ်ပြီးတော့ပေါ်လာတဲ့ self culture တကယ်အခြေခံအကျဆုံးနေရာမှာရှိ
ရှိနေတာဒီအသင်းရဲ့ပြည်သက်စစ်စစ်တွေဒီလိုကိုအားပေးတဲ့အသင်းရဲ့ဂျာစီတွေကိုတော့ဒါ loyalty ဂျာစီတွေလို့ပြောလို့ရပါတယ်နောက်ဆုံးတစ်ခုကတော့ trend ကိုလိုက်မဲ့သူတွေပေါ့နော်ကိုကဖလားရာသီမှာတစ်ကမ္ဘာလုံးကဘောလုံးဂျာစီတွေဝတ်နေကြတယ်ဘောလုံးဂျာစီတွေနဲ့ fashion တွေလုပ်နေကြပြီ trend ကိုမှီကျင်တယ် Messi တို့ Ronaldo တို့ Brazil တို့ Spain တို့တော့မသိဘူးဘယ်ဂျာစီလေးဝယ်သင့်လဲဆိုတော့နည်းနည်းရှာမယ်ဟိုလိုက်မယ်လှမယ်တင်တဲ့ဂျာစီကိုဝယ်ပြီးတော့ fashion တွေနဲ့ဝတ်ကြမယ် enjoy the moment ပေါ့ဗျာ moment တွေကိုပဲ enjoy လုပ်မယ် trend တွေကိုပဲ follow လုပ်မဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဘောလုံးဂျာစီဆိုတာတချို့တွေအတွက်တော့လက်ရှိအချိန်မှာ fashion တချို့တွေအတွက်ကျတော့ collaboration တချို့တွေကျတော့ vintage တချို့တွေကျတော့ကိုအားပေးတဲ့ idol အတွက်ဝတ်နေတာတချို့တွေကျတော့လည်းကိုတစ်သက်လုံးအမြဲတမ်းအားပေးတဲ့အသင်းအတွက်အယူမှုဝတ်နေကြတာဂျာစီဆိုတဲ့ခေါင်းစဉ်ကတော့တစ်ခုတည်းပါပဲဒါပေမဲ့အဲ့ဒီအောက်မှာကိုကိုပေးတဲ့ခံစားချက်တွေကိုကထားတဲ့တန်ဖိုးတွေကတော့မတူကြဘူးဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာဘောလုံးဂျာစီတွေကိုဝတ်ဖြစ်တဲ့သူရှိလားဘာကြောင့်ဝတ်ဖြစ်တာလဲ